Hi မင်္ဂလာပါဒီ reading လေးကတော့ဗောနော်ဒီ match လာမှာကို goddess ကတည်တည်စင်တာကဘာလေးလဲဆိုတာကိုကြည့်ပေးထားတာပါဒီမှာ file လေး၃ခုရှိပါတယ် file 1 file 2 file 3 file လေးတွေကိုဒီရွေးချယ်ပြီးသွားလို့ရှိရင်ပေါ့နော်ဒီ time stamp လေးထည့်ပေးထားပါတယ်ကိုရွေးတဲ့ file လေးတွေကိုကြော်ကြည့်လို့ရပါတယ်ဒီဟာလေးဒီ reading လေးတွေကိုပေါ့နော်သဘောကျတယ်ကိုနဲ့ energy ကြိုက်တယ်ဆိုရင် personal reading လေးတွေမေးချင်လို့ရှိရင် The Heart Tarot Page Messenger ကနေလာပြီးတော့မေးလို့ရပါတယ်နော်ဒါဆိုရင်ဒါ file 1 file 2 file 3 file လေးတွေကိုရွေးပြီးသွားပြီလို့ထင်ပါတယ်နော်ဒါလေးကတော့ file 1လေးကိုရွေးချယ်ထားရဲသူလေးတွေအတွက်ပါ file 1လေးတွေရဲ့ဒီ match လာမှာပေါ့နော်ကို goddess ကသိစေချင်တာကဘာလဲဆိုတာကိုကြည့်ပေးထားတာပါfile 1လေးတွေရဲ့ပေါ့နော်ဒီ January sorry file 1လေးတွေ match လာပေါ့နော် match လာကကြတော့ကိုကဘာတွေကိုသိစေချင်တာလဲဆိုတော့ပေါ့နော်အဓိကကတော့ဒီဖိုင်ဝမ်ရွေးချယ်တဲ့သူလေးတွေကဒီ match လာတဲ့မှာဆုံးဖြတ်ချက်တစုံတစ်ခုပေါ့နော်တစုံတစ်ခုပေါ်မှာဆုံးဖြတ်ချက်ချရတာမျိုးလေးတွေကြုံရနိုင်တယ်အဲ့ဒီလိုမျိုးကြုံရတဲ့အခါမျိုးမှာကိုယ့်ရဲ့ဒီကိုဆုံးဖြတ်ချက်ချရမယ့်အရာပေါ့နော်အဲ့ဒီအရာကိုကိုကဘသူရဲ့ဒီတွန်းအားပေးမှုဘသူရဲ့ဒီအကြံဉာဏ်တွေမှာနားထောင်စရာမလိုဘဲနဲ့ပေါ့နော်ကိုဖြစ်ချင်တဲ့အရာကိုတကယ်ဆုံးဖြတ်ချက်ချတော့မယ်ဆိုတဲ့အရာကိုလုံးဝ focus ထားပြီးတော့ဆုံးဖြတ်ချက်ချစီခြင်းတယ်ပေါ့နော်အဲ့လိုမျိုးဆုံးဖြတ်ချက်ချကန်ဒီမှာလည်းအဆင်ပြေပါမလားလို့ပေါ့နော်ဟိုတခုခုငါဒီလိုလုပ်လိုက်ရင်တော့ဘာဖြစ်သွားမှာအဲ့လိုမျိုးတွေပေါ့နော်အရန်ကြီးမတွေးပဲနဲ့ကိုဆုံးဖြတ်ချက်ချမယ်ကိုခိုင်မှာချမယ်ဆိုတဲ့အရာကိုချလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဆုံးဖြတ်ချက်ရဲ့အနောက်မှာပါလာမယ့်အရာတွေကကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေကံကောင်းခြင်းတွေပေါ့နော်အဲ့လိုမျိုးတွေအရာတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခုကကြတော့ကိုကဒီအရာဒီကိုခုနလိုပေါ့နော်ဆုံးဖြတ်ချက်ချရမယ်တခုခုအပေါ်ကိုလုံးဝစဉ်းစားပြရတော့မယ်ဆိုအရာကိုကြုံလာတဲ့အခါမှာကိုယ့်ရဲ့အနေနဲ့ကိုယ်တိုင်မှာ ready ဖြစ်ဖို့လိုတယ်ကိုကpositive thinking တွေရှိရမယ်ဥပမာကိုယ့်ရဲ့အတွေးခေါ်တွေကအကောင်းမြင်ရမယ်ပြီးတော့ကြတော့ကိုလည်းကိုကဂရုစိုက်ရမယ်ပေါ့နော်ကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေအတွေးခေါ်တွေဒီကျန်းမာရေးပေါ့နော်ဒီကိုယ့်ရဲ့ဒီphysically ရော mentally ရောစိတ်ပိုင်းဆိုင်ရာရောဒီအတွင်းရောအပြင်ရောအကုန်လုံးကိုကတိကျလေးဂရုစိုက်ဖို့လိုတယ်အဲ့လိုမှသာလင်ကိုယ့်ရဲ့အဖြေရလဲမှန်မယ်ပေါ့နော်နောက်တစ်ခုကကြတော့တော်တော်များများကပေါ့နော်ဒီခုနလိုကိုအခက်ခဲကြုံရနိုင်တယ်အဲ့ဒီအခက်ခဲပေါ်မှာကိုအနေနဲ့ give up လုပ်ချင်တယ်ပေါ့လက်လျှော့ချင်တဲ့စိတ်တွေဒီ match လာထဲမှာပေါ်လာလိမ့်မယ်အဲ့ကြလို့ရှိရင်ကိုကိုသတိပေးရမှာကdon't give up ပေါ့နော်တရားမလားဘယ်လိုပြောရမလဲဒီကိုယ့်ရဲ့ hope တွေကိုကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုမျှော်လင့်ထားတဲ့ကိုပေါ်မှာကိုမျှော်လင့်ထားတဲ့အရာတွေပေါ်မှာလက်မလျှော့လိုက်ပါနဲ့အဲ့ဒီအရာတွေကိုအတက်နိုင်ဆုံးတဆင့်စစစူးစမ်းstep by step လုပ်သွားရင်လုံးဝအောင်မြင်မယ်လို့ဒါမြင်တယ်ပေါ့နော်နောက်တစ်ခုကဒီဖိုင်ဝမ်လေးတွေက manifestation လုပ်လို့ရှိရင်သူများတွေထပ်ပို့ပြီးတော့ကောင်းတဲ့အနေအထားတစ်ခုမှရှိတယ်အဲ့တော့ကိုဖြစ်ချင်တဲ့အရာကိုစိတ်ထဲအပြင်ကနေဒီအရင်ဗီဒီယိုလေးကြည့်ဘူးတဲ့လူဆိုဒီမှာပါ manifestation လုပ်ပေးရမယ်ကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်နေပြီးရနေပြီးအဲ့လိုမျိုးတွေးပေးရမယ်ပါဇက်ကလည်းပြောပေးရမယ်အဲ့လိုမျိုးပေါ့နော်ကိုဖြစ်ချင်တဲ့အရာပေါ်မှာလုံးဝယူသွပေးရမယ်နော်ဒီလိုမျိုးလေးစိတ်ထဲကနေတာဝန်အရာပြောတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုကစိတ်ရောကိုရောတကယ်ကိုယုံကြည်စိတ်ပြင်းပြပြောဆိုတာမျိုးလေးအဲ့လိုမျိုးလေး manifestation လုပ်ပေးရတယ်ပြောကြတော့ဒီကိုရင်တော့ကဆူတောင်းခဲ့တဲ့အရာလေးတွေကလည်းအခုဒီ match လာထဲမှာပေါ့နော်ပြန်ဖြစ်လာဖို့ရှိတယ်ကိုဆူတောင်းခဲ့တဲ့အရာတွေကို manifestation လုပ်ထားတဲ့အရာတွေကို universe ကကြားသွားပြီးကိုဆူတောင်းခဲ့တဲ့အရာတွေကိုယုံကြည်တဲ့ဘာသာတရားပေါ်မှာမူတည်ပြီးတော့ကိုဆူတောင်းတဲ့အရာကိုကြားသွားပြီးအဲ့တော့ကိုကူညီဖို့ကိုရဲ့ဆန္ဒတွေကိုဖြည့်မိမယ်လားလို့လည်းပြောလို့ရတယ်ပေါ့နော်အခက်ခဲကတော့ကြုံရနိုင်တယ်ခုနလိုကိုဖြစ်ချင်တဲ့အရာတွေပေါ်မှာမဖြစ်အောင်ဟန်တားမဲ့သူတွေအဖြတ်စည်းတွေရှိတယ်ဒါပေမဲ့ don't give up on yourselfပေါ့နော်အဲ့တော့ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုယ့်ပေါ်မှာထားတဲ့ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုလုံးဝအရှုံးမပေးပါနဲ့ဒါလေးကတော့ file 1ကိုချက်ထားတဲ့သူလေးအတွက်ပေါ့နော်ကိုနဲ့ energy ကြိုက်တဲ့ tarot စိတ်ဝင်စားလို့ personal reading လေးမြင်ချင်တယ်ဆိုရင် The Heart Tarot Page Messenger မှာလာပြီးတော့ booking ယူလို့ရပါတယ်နော်အားလုံးကိုအဆင်ပြေတဲ့ညမှုစော်ကလီနဲ့ကြည့်ပေးနေတာပါကျေးဇူးတင်ပါတယ်
ဒါလေးကတော့ဖိုင်းထူကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်ပါဖိုင်းထူလေးတွေကဖိုင်းထူလေးတွေရဲ့ဒီ match လာပေါ့နော် match လာမှာ goddess ကကိုယ်ကိုသိသိချင်တာဗာလဲဆိုတော့ဒီဖိုင်းထူထဲမှာတော့တိတ်ပြီးတော့ဒီထူးထူးခြားခြားအပြောင်းလဲဖြစ်တာမျိုးတော့မမြင်ဘူးပေါ့နော်တခုပဲဒါကဒီ goddess ကအကြံပေးတာကကိုကဒီထဲမှာဆို manifestation လုပ်တဲ့လူတွေတော်တော်များပါနိုင်တယ်အဲ့တော့ဒီကိုကဒီ match လာထဲမှာပေါ့နော် manifestation လုပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်ဖိုင်း1လဲ manifestation လုပ်ဖို့အကောင်းဆုံးအချိန်ခုဖိုင်း2လေးလဲဒါ manifestation လုပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက်ဒီရွေးချယ်တဲ့သူလေးတွေက manifestation လုပ်ဖို့တိုက်တွန်းနေပေါ့နော် manifestation ကဘာလဲဆိုရင်တော့ရှိပြီလို့မှတော့ပြထားတယ် line ပေါ်မှာလည်းတခြားတကယ်ကိုဒီ manifestation နဲ့ပတ်သက်တဲ့ special list တွေကလည်းပြထားတာရှိရဲဒါကတော့နည်းနည်းပါးပါးလေးတော့ပြန်ပြလိုက်မှာပေါ့နော် manifestation ဆိုတာကိုဖြစ်ချင်တဲ့ကိုလုပ်ချင်တဲ့အရာကိုစိတ်ထဲကနေပြင်းပြင်းပြဖြစ်နေပြီလုံနေပြီရနေပြီဆိုပြီးတွေးပြရမယ်ပါဇက်ကလည်းပြောပြရမယ်ကိုယ့်ရဲ့စိတ်တွေကလည်းအဲ့ဒီတကယ်ရနေပြီဆိုတဲ့အနေအထားမျိုးဖြစ်နေရမယ်အဲ့ဒါကို manifestation လုပ်တယ်လို့ပြောတာပါပြီးတော့နောက်တစ်ခုကပေါ့နော်ဒီဖိုင်းထူးလေးတွေကဒီ match လာမှာဆိုလို့ရှိရင်ပေါ့နော်ခိုင်ခါကြလို့ရှိရင်ကိုကိုပျောက်ဆုံးနေတတ်တဲ့ခံစားချက်လေးဖြစ်ပေါ်တတ်တယ်ဥပမာကိုမှာnothing ကိုမှာပေါ့နော်ကိုကဘာမှမရှိဘူးအနာဂတ်ဆိုတာမရှိတော့ဘူးငါပျောက်နေတယ်ငါပျောက်ဆုံးနေတယ်အဲ့လိုမျိုးလေးတခဏတာအဲ့လိုပျောက်ဆုံးတဲ့ခံစားချက်လေးဖြစ်တတ်တယ်အဲ့တော့ကိုတွေးရမှာကလေကိုကဒါကိုရဲ့ leader ကိုကဒါကိုရဲ့ခေါင်းဆောင်ကိုလှုပ်လိုက်တာနဲ့ကိုယ်တိုင်စတင်လိုက်တာနဲ့ကိုရဲ့စိတ်ရောကိုရောအရာအလုံးကကိုနောက်မှာပါလာလိမ့်မယ်အဓိကကကိုရဲ့ leader ဖြစ်နေဖို့ပဲကိုမှကိုဦးဆောင်မှုဆိုရင်ဘယ်သူမှလာဦးဆောင်မှာမဟုတ်ဘူးအဲ့တော့ဒီဖိုင်းထူးလေးတွေပေါ့နော်ကိုရဲ့ leader ပဲအဲ့ဒါကိုယုံကြည်ပါကိုဦးဆောင်ပြီးတော့ကိုသွားချင်တဲ့နေရာကိုရောက်အောင်သွားပါပြီးတော့ဒီဖိုင်းထူးလေးတွေကဒီလိုမျိုးတင် जा ကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကောင်းမွန်တဲ့အရာလေးတွေမြင်နေအဲ့တော့ဒီပြောရရင် match လာထဲမှာကိုကတင် जा ရေးပိုင်းနဲ့ပတ်သက်တဲ့အလုပ်လေးတွေလုပ်တင်တယ်ပေါ့နော်အဲ့လိုမျိုးရှာတင်တယ်ဒါမှမဟုတ်အဲ့လိုမျိုးကိုရှိရောက်လာလိမ့်မယ်ပြီးတော့တချို့ကကြတော့ဒီလိုမျိုး writing တွေ speaking တွေပိုင်းမှာပို့ပြီးတော့ opportunity တွေပိုများတယ်ပေါ့ပြောရရင်တချို့ကကြတော့ အဓိကတော့တင် जा ရေးပိုင်းလည်းဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုကဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာတချို့ကလေအဲ့လိုမျိုး speaker တွေပါလောက်တယ် speaker တွေဆိုတာအဲ့လိုမျိုးလေးတည်ရမလားဘယ်လိုပြောတချို့ဆိုလို့ရှိရင်စာပေဟောပြောပွဲတွေမှာပြောတဲ့ speaker တွေတချို့ကတော့ motivation တွေ speaker တွေအဲ့လိုမျိုးပေါ့နော်အမျိုးထဲမှာအဲ့လို speaker တွေပါနိုင်တယ်တချို့ကတော့ writing content creator တွေပါနိုင်တယ်တချို့ကတော့ဒီ content ရေးတဲ့လူတွေပေါ့နော်အဲ့လိုမျိုးလူတွေလည်းဒီထဲမှာပါနိုင်တယ်ဒါမှမဟုတ်အဲ့လိုမျိုးစိတ်ဝင်စားတဲ့လူတွေပါနိုင်တယ်အဲ့တော့ဒီ match လာထဲမှာဒီ fine tool လေးတွေပေါ့နော် look for opportunity to teach ဆိုတော့ကြတော့ကိုကဒီတင် जा ကြီးနဲ့ပတ်သက်တဲ့ opportunity အခွင့်အလမ်းလေးတွေကိုရဖို့ရှိတယ်ဒါမှမဟုတ်အဲ့လိုအခွင့်အလမ်းတွေကိုရှိကိုလာလိမ့်မယ်ဒါမှမဟုတ်ကိုကအဲ့ဒါကိုစိတ်ဝင်စားနေတဲ့သူဖြစ်လိမ့်မယ်နောက်တစ်ခုကကြတော့ဒီ fine tool ကိုရွေးရတဲ့သူတွေထဲမှာကလေးလေးပါဝင်နေအောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ fine tool ရွေးချယ်တဲ့လူတွေမှာအမျိုးအစားအများကြီးဖြစ်လိမ့်မယ်တချို့ကကြတော့ဒီကလေးတွေနဲ့ပတ်သက်တဲ့အလုပ်ကိုင်လုပ်တယ်ပေါ့နော်ဥပမာမူဂျိုအဲ့လိုဆရာမတို့တီချင်းပိုင်းပေါ့နော်ကလေးတွေနဲ့ပတ်သက်တဲ့အလုပ်မျိုးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဲ့လိုကလေးငယ်လေးတွေနီးနားမှာရှိတဲ့အလုပ်မျိုးအလုပ်မျိုးလုပ်နေတဲ့သူတွေပါနိုင်တယ်နောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ကိုဘဝတဲ့ဟိုဒီလို young people ကိုဒီဖိုင်းကိုယူတဲ့လူကအသက်ကြီးရဲ့လူဆိုရင်ပေါ့နော်ကိုယ့်ရဲ့လုပ်ကိုင်နေတဲ့ပတ်ဝန်းကျင်ကကိုယ့်ထက်ငယ်တဲ့သူတွေများတဲ့ပတ်ဝန်းကျင်ဖြစ်လိမ့်မယ်နောက်တစ်ခုကကြတော့တချို့ကကြတော့ဒီ volunteer လုပ်တဲ့လူတွေပါမယ်match လာထဲမှာပေါ့နော်အဲ့လို volunteer လုပ်တဲ့အခါမှာလည်းအဲ့လိုမျိုးကလေးငယ်လေးတွေနဲ့ဒါမှမဟုတ်ကိုယ့်ထက် young people ငယ်တဲ့လူလေးတွေနဲ့တွဲလုပ်ရတာမျိုးလေးတွေဒီ match လာထဲမှာဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့တချို့တော်တော်များများပေါ့နော်ဒီအိမ်တောင်ကြထားတဲ့သူတွေကတော့ကလေးလူကျင်တဲ့သူတွေရှိရင်ဒီ match လာထဲမှာကိုရှိကိုအဲ့လိုတသားမီမီလေးတွေရောက်လာနိုင်တယ်အဲ့လိုမှမဟုတ်ဘူး single လေးတွေ relationship ရှိတဲ့သူလေးတွေဆိုရင်တော့ဒါဟာတတိထားတဲ့အချက်ပေါ့နော်ကိုကမထင်မှတ်ဖဲကိုက ready မဖြစ်ဖဲမိဘဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေဖြစ်သွားနိုင်တယ်အဲ့တော့အဲ့ဒီအရာလေးကိုတစ်ချက်တတိထားပါပြီးတော့ဒါဖိုင်းထုရွေးချယ်တဲ့သူလေးရဲ့အတွက်ပါကိုနဲ့ energy guide တဲ့ဒီ reading လေးတို့သဘောကျတယ်ဆိုရင် personal reading လေးတွေမေးလို့ရပါတယ် The Heart Tarot Page Messenger မှာလာရောက်ပြီးတော့ booking ယူလို့ရပါတယ်ညံမှုစော်ကားကလည်းတင်းတင်းနဲ့ညံမှုစော်ကားလေးနဲ့ပဲကြည့်ပေးတာပါကျေးဇူးတင်ပါတယ်
ဒါလေးကတော့ Pine 3ကိုရွေးချယ်ထားရဲသူလေးတွေအတွက်ပါ Pine 3လေးတွေရဲ့ match လာထဲမှာပေါ့နော်ကိုmatch လာထဲမှာကိုgoddess ကဘာတွေ guidance ပေးခြင်းလဲဆိုတော့ပေါ့နော်ဒီမှာဆိုရင်တော့အရှိမ Pine 1နဲ့ Pine 2ကိုကြည့်ပြီးသွားပြီပေါ့နော် Pine 1နဲ့ Pine 2မှာလေတိတ်ပြီးတော့ထူးခြားတဲ့ထူးခြားတဲ့ခံစားချက်မျိုး energy မျိုးတွေမရှိဘူးဒီတာမန်ပဲဒါပေမဲ့ဒီ Pine 3မှာတော့ထူးခြားတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ Pine 3လေးတွေဒီရွေးတဲ့သူတွေကလက်တလုံးမှာလုံးဝကိုအဆင်မပြေဖြစ်နေတဲ့လူမျိုးတွေတော်တော်များများကဒီမှာဆိုရင်ပေါ့နော်လုံးဝကိုheart broken ပေါ့နော်အသေးကွဲနေတဲ့သူတွေတော်တော်များများပါတယ်တော်တော်များများကိုဒီ Pine 3ကိုရွေးရတဲ့သူတွေဒီလက်ရှိမှာအဆင်မပြေတဲ့သူတွေအသက်ကွဲနေတဲ့သူတွေမပျော်ရွှင်ရတဲ့သူတွေဒီကိုပျောက်ဆုံးနေတဲ့သူတွေထီးကျန်နေတဲ့သူတွေဒီ Pine 3မှာပါပါတယ် energy guide တယ်ဆိုလို့ရှိရင် comment မှာရေးပေးပါအောင်เนาะအဲ့တော့ဒီမှာ Pine 3လေးတွေကိုမြင်နေရတာကတကယ်လို့ကိုကဒီ Pine ကိုတော့ရွေးမိတယ်ကိုကလက်ရှိမှာတော့အကုန်လုံးအဆင်ပြေနေတယ်ဆိုတဲ့သူလေးတွေလည်းဒါ match လာတယ်မှာသတိထားစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ Pine 3လေးတွေကလေတော်တော်များများကတချို့တွေကတော့ကိုယ့်ရဲ့မိသားစုထဲမှာကိုကတာဝန်ယူရတဲ့သူအိမ်နောက်တာဝန်ထမ်းဆောင်နေရတဲ့သူမိသားစုတာဝန်ကြီးကိုထမ်းဆောင်နေရတဲ့သူကိုယ့်ရဲ့ညီကိုမောင်နှမတွေရဲ့တာဝန်ကိုထမ်းဆောင်နေရတဲ့သူမျိုးဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီထမ်းဆောင်နေလို့အဆင်ပြေနေလားဆိုခုလက်တလုံးမှာအဆင်ပြေမနေဘူးအဆင်မပြေပေမဲ့လည်းကိုကဒီအဆင်မပြေတဲ့အရာတွေအားလုံးကိုတယောက်တည်းပဲခေါင်းစည်းခံထားတယ်ပေါ့နော်ကိုတယောက်တည်းပဲတာဝန်ယူပြီးတော့ကိုတယောက်တည်းပဲအဲ့ဒီအရာကြီးကိုအဲ့ဘယ်လိုပြောအဲ့ဒီအရာကြီးကိုထမ်းမိုးထားတယ်ပေါ့နော်ထမ်းမိုးထားတဲ့အခါမှာပင်ပန်းနေပြီမှန်တိုင်းပြောရင်ဒီ Pine 3လေးတွေပင်ပန်းနေပြီကိုခံစားရတယ်အဲ့တော့ဒီ Pine 3လေးတွေပေါ့နော်ကိုကSuperwoman လည်းမဟုတ်သလို Superman လည်းမဟုတ်ဘူးအဲ့တော့ကိုဖြစ်နေတဲ့အရာပေါ်မှာတယောက်တည်းဓာကြီးကိုတာဝန်ယူရမယ်လို့မဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့ partner ရှိလားဥပမာကိုကအိမ်နောက်တာဝန်ထမ်းဆောင်နေရဆိုကိုမှဒီတာဝန်ကိုခွဲခြမ်းစိတ်ပြဖို့အတွက်တာဝန်ယူနိုင်တဲ့နောက်ထပ်ကိုယ့်ရဲ့partner ရှိလားတစ်ဖက်လူနောက်ထပ်အိမ်မိသားစုဝင်တွေမှာဘယ်သူကဒါကိုတာဝန်ယူပေးနိုင်လဲဘယ်သူကဒါကိုကူညီပေးနိုင်လဲပေါ့နော်အဲ့လိုမျိုးလူမျိုးကိုရှာပြီးတော့အကူညီတောင်းမှာကိုကဘာဖြစ်လို့လဲဆိုတော့အရာအလုံးတွေကိုတယောက်တည်းမှာပဲတာဝန်ရှိနေတာမဟုတ်တဲ့အတွက်ရေရှည်ဒီလိုမျိုးဆက်သွားမယ်ဆိုရင်လည်းဒီဖိုင်းကိုရွေးတဲ့ကာယကရှင်အစင်မပြေနေတာကိုမြင်ရတယ်ပေါ့နော်အဲ့တော့တခြားလူတွေကိုကူညီတောင်းမှာကိုယ်တိုင်မဲ့အကုန်လုံးလိုရမယ်လို့မဆိုလို့ခြားလူတွေကိုကူညီတောင်းမှာမပြောအဆင်မပြေပဲနဲ့အဆင်ပြေခြင်းဟန်ဆောင်ပြီးတော့နေရတာလည်းအဆင်မပြေဘူးပေါ့နော်အဲ့ဒါလည်းမြင်နေရတယ်နောက်တစ်ခုကကြတော့ဒီကက်လေးပေါ့နော်နောက်တစ်ခုမြင်နေရတာကတော့လုံးဝကိုအဆင်ပြေမနေပါဘူးတော်များများဆိုရင်ပေါ့နော်ကို့မှာတောကတွေရှိနေတယ်အဲ့တောကတွေကို healing လုပ်နေတယ်လို့မြင်တယ်ကို့မှာခံစားနေရတဲ့ဒီနာကျင်ခြင်းတွေကိုအဆင်မပြေပေမဲ့လည်းစင်ပြေအောင်စူးစမ်းပြီးတော့နေနေတဲ့သူတွေလို့ဒီ Pine 3လေးတွေအခုခံစားနေရတယ်ပေါ့နော်ဒီ match လာထဲမှာကြုံရနိုင်တယ်ကြုံနေတဲ့သူတွေလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီခက်ကိုကြည့်လိုက်ရင်လေရန်ကိုတိတာတယ်ပေါ့နော်ဒီမှာဒီဖိန်နာကျင်မှုတွေကလေဒီအပြင်းမာတွေမဟုတ်ဘူးဒီအတွင်းထဲရင်ဘတ်ထဲထိတောင်မှနာကျင်မှုတွေတောကတွေကိုမြင်နေရပါတယ်အဲ့တော့ဒီ Pine 3လေးတွေတော်တော်လေးကိုနာကျင်ခံစားနေရတယ်ဆိုတဲ့ energy ကိုရတယ် energy ခါလေးအရန်ရရင်ကိုယ်တိုင်းတော့အဲ့ဒီလူဖြစ်သွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါစီးမျောသွားတယ်ပေါ့နော်အဲ့တော့တော်တော်များများကအထီးကျန်နေတယ်ကိုယ့်ရဲ့အချစ်ဆုံးကိုတောင်မှကိုယ့်ဘဝအတွက်တမိုးထားတဲ့လူတွေကိုမကြသေးခင်ကဆုံးရှုံးထားတဲ့လူတွေဖြစ်ဖို့များတယ်ဆုံးရှုံးနေရတော့တောင်းတူချင်းမှတူမယ်ပေါ့နော်ချိုးကတော့ကိုထားသွားတာမျိုးချိုးကတော့ကိုသစ္စာဖောက်သွားတာမျိုးချိုးကတော့ဒီလူလောကကြီးတွေကနေပြီးပိုင်ထွက်သွားတဲ့ပုံစံမျိုးအဲ့လိုမျိုးတွေအမျိုးမျိုးမြင်နေပေါ့နော်အဲ့တော့ဒီ Pine 3လေးတွေတော်တော်ခံစားနေရတာကိုမြင်ပါတယ်ဒါပေမဲ့လည်းဘဝကဘလို့ပဲတရားမျှတတာမမျှတတာဘလို့ပဲနာကျင်ရတယ်ပဲပြောကိုက80ရအောင်မဲ့ကံပါလာရင်တော့ကိုယ့်ရဲ့ life ကအရှိကိုဆက်လျှောက်ရအောင်ပါပဲအဲ့တော့ဒီလိုမျိုးကြီးနာကျင်ပြီးတော့ရှေ့ဆက်နေရမယ်အစားပေါ့နော်ကို healing လုပ်ဖို့အကြံပေးတယ်ပေါ့ Gordons ကကိုစိတ်သက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံပေးတယ်
ပြောရရင်ဒီ Pine 3လေးတွေလုံးဝစိတ်မသက်သာနေဘူးအဲ့တော့စိတ်သက်သာအောင်လို့လုပ်ရမယ်အရာလေးတွေရှိတယ်ဒီလိုမျိုးပေါ့နော်တစ်ပင်တွေပါပေါ်များတဲ့နေရာမျိုးတွေတွားပေးပါတောလေးတွေလို့လေတစ်အပင်လေးတွေရှိရင်ရတယ်ပေါ့နော်အပင်လေးတွေပန်းပွင့်လေးတွေတစ်ပင်လေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေရှိတဲ့နေရာလေးတွေကိုအပင်အောင်လေးသွားထိုင်တာမျိုးလို့လေပန်းပွင့်လေးတွေပွင့်နေတဲ့ဘေးလေးတွေမှာသွားထိုင်တာမျိုးအဲ့ဒါလေးတွေကတော့ကိုယ့်ရဲ့တောကတွေကိုသူတို့ကတစ်ဖက်တစ်လမ်းကနေပဲတက်တာအောင်ကူညီပေးတယ်လို့ဒါ Gordons ကပြောတယ်ပေါ့နော်ကိုယ့်ရဲ့တက်တာဖို့သွားမယ်နီလန်ကတဘာဝပဲအဓိကတဘာဝနဲ့ထိတွေ့ပေးရမယ်ပေါ့နော်အဲ့တော့တချို့တွေကကြတော့ဒီကိုယ့်ရဲ့ပေါ့နော်let go of an old relationship ကိုယ့်ရဲ့ဒီ relationship အဟောင်းတွေကိုပြီးသွားတဲ့ relationship တွေကို let go လုပ်လိုက်တော့ထားခဲ့လိုက်တော့မထားခဲ့လို့လည်းမရဘူးထားခဲ့ရတော့မှာဆိုတော့ကိုယ့်ရဲ့ဒီလာမဲ့ new life new relationship new chapter အတွက်ကိုကနှလုံးသားကိုယ့်ရဲ့စိတ်တွေက ready ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ match လာထဲမှာတော့ new relationship လည်းမလာဘူး new chapter လည်းမလာဘူးဘာမှမလာဘူးပေါ့နော်မမြင်ရဘူးလာတယ်လို့မမြင်ရဘူးဒါပေမဲ့ဒီ match လာကကိုယ့်အတွက် healing လုပ်ရမယ်လာလို့မြင်တယ်အဲ့တော့ဒီတစ်လလုံး healing လုပ်ပါအတက်နိုင်ဆုံးနာကျင်မှုတွေခံစားမှုတွေကိုတွေးမိတိုင်းမတွေးမိအောင်နေပါတွေးမိတဲ့အချိန်တိုင်းမတွေးမိအောင်ကြိုးစားပါပြီးတော့အတက်နိုင်ဆုံးဒီတဘာဝကြီးနဲ့ထိတွေ့ပြီးတော့အချိန်ကုန်မှာအပင်လေးတွေနဲ့ကိုကအပင်လေးရှိရင်တော့မသွားနိုင်ဘူးဆိုရင်တော့ကိုနေတဲ့ပန်းဝင်ချင်းကိုအခန်းကိုအိယာပေးလေးမှာအပင်လေးပန်းပွင့်လေးတွေဝယ်ပြီးတော့ပန်းဝလေးထိုးထားဒါမျိုးလေးပေါ့နော်ဒီပန်းလေးတွေကတစ်စင်ကိုရဲ့ဒီတောကတွေနာကျင်မှုတွေကိုတဖြည်းဖြည်းသူကူစားပေးတယ်ပေါ့နော်ဒါ Gordons ကကိုအဲ့လိုအကြံပေးတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ Pine 3ကိုချဲ့တယ်သူလေးအတွက်ပါကိုနဲ့ energy guide တယ်ဒီ tarot စိတ်ဝင်စားလို့ personal reading လေးတွေမေးချင်တယ်ဆိုလို့ရှိရင် the tarot page messenger ကနေလာပြီးတော့မေးလို့ရပါတယ်အားလုံးကိုအဆင်ပြေတဲ့ညံမှုစောကလေးနဲ့ပဲကြည့်ပေးထားတာမို့လို့ယုံယုံကြည်ကြည်နဲ့လာပြီးတော့မေးလို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်